ဘာကြောင့်တရုတ်နိုင်ငံကဒီလောက်ကြီးတဲ့ဆယ်ကိုလှုပ်ခဲရတာလဲကမ္ဘာလဲပတ်နှုန်းကိုတော့နှီးကွေးစေတယ်ဆိုတာတကယ်ဟုတ်လား But they were small indeed compared to the ones that struck China. မင်္ဂလာပါကျွန်တော်နာမည်ကကိုတန်းစောပါလူကြီးမင်းတို့တရုတ်လုပ်ရက်တွေကတော့တစ်ခုပြီးတစ်ခုကြားနေရပါတယ်ဒါပေမဲ့ဒီလုပ်ရက်ကတော့နိုင်ငံပေါင်းများစွာကိုအံ့ဩသင့်စေခဲ့ပါတယ်တရုတ်နိုင်ငံဟူဝေးပြည်နယ်မှာရှိဒီဆယ်ကြီးကလူတွေဖန်တီးခဲ့တဲ့ကမ္ဘာအကြီးဆုံးဆယ်ပါသူကအကျယ်မီတာ2300ကျယ်ပြီးအထက်20တိုက်လောက်မြင့်ပါတယ်တရုတ်နိုင်ငံရဲ့အရှည်ဆုံးမြစ်ဖြစ်တဲ့ရန်စီးမြစ်ကိုတားဆီးထားတာဖြစ်ပြီးကမ္ဘာပေါ်မှာအရှည်ဆုံးမြစ်တွေထဲကတစ်ခုဖြစ်တဲ့ရန်စီးမြစ်ကအရှည်ကီလိုမီတာ6300ကျော်ပြီးတရုတ်နိုင်ငံရဲ့အနောက်ဘက်တောင်တန်းတွေကနေစီးဆင်းတဲ့ရေဟာတရုတ်နိုင်ငံတဝက်ကျော်ကိုဖြတ်ပြီးရှန်ဟိုင်းမြို့အနီးကနေအရှေ့တရုတ်ပင်လယ်ထဲကိုစီးဆင်းပါတယ်1917ခုနှစ်မှာမိုးအများကြီးရွာတဲ့အတွက်ရန်စီးမြစ်ရဲ့အရန်မြစ်တက်ပြီးရေကြီးခဲ့သလိုလူ2သိန်းသေဆုံးပြီးတိန်းချီလူတွေအိမ်မက်ရမယ်ဖြစ်ခဲ့ရပါတယ်1931ခုနှစ်မှာလည်းမိုးကြောင်ထပ်ပြီးရေကြီးခဲ့ပြန်ပါတယ်ဒီတစ်ကြိမ်မှာပျက်စီးဆုံးရှုံးမှုကတရုတ်နိုင်ငံလုံးကိုတုန်လှုပ်စေခဲ့ပြီးလူတန်း30လောက်အသက်ဆုံးရှုံးခဲ့ရတယ်လို့ခန့်မှန်းရပါတယ်ဒီလိုမျိုးရေကြီးမှုတွေနှစ်စဉ်ဖြစ်တဲ့အတွက်ဒီမြစ်ရေကိုထိန်းချုပ်ပြီးဆယ်တစ်ခုစောက်ဖို့ကတစ်ခုတည်းသောရွေးချယ်စရာဖြစ်လာခဲ့ပေမဲ့တရုတ်အစိုးရအတွက်တော့စိန်ခေါ်မှုတစ်ခုဖြစ်ခဲ့ပါတယ်1994ခုနှစ်မှာစတင်တည်ဆောက်ခဲ့ပြီးတစ်ချိန်တည်းမှာပဲအလုပ်သမား4000ကျော်လောက်အလုပ်လုပ်ခဲ့ရပါတယ်စုစုပေါင်း19နှစ်စူးစမ်းတည်ဆောက်ပြီးနောက်2017ခုနှစ်မှာအပြည့်အဝအသုံးပြုနိုင်ခဲ့ပါတယ်ဒီဆယ်ကို3မြောက်ဆယ် Three Gorges Dam လို့နာမည်ရရှိခဲ့ပါတယ်။ကမ္ဘာအကြီးဆုံးဆယ်ဖြစ်တဲ့အပြင်ကမ္ဘာအကြီးဆုံးကွန်ကရစ်နဲ့ဆောက်လုပ်ထားတဲ့တရုတ်လက်ရာလည်းဖြစ်ခဲ့ပါတယ်။သူရဲ့တိဆောက်ရေးမှာကူဘာမီတာ28တန်းရှိတဲ့ကွန်ကရစ်တွေကိုအသုံးပြုထားပါတယ်။ဒီလောက်များတဲ့ကွန်ကရစ်တွေကိုဆွစ်ဇာလန်လိုနိုင်ငံတစ်ခုလုံးမှာတွန်းချလိုက်ရင်နှစ်ပေအမြင့်ထိမြုပ်သွားနိုင်တယ်လို့တိဆောက်သူတွေကပြောကြပါတယ်။ဒီဆယ်ဟာသူ့ရဲ့ရေလောင်ကန်ထဲမှာရေတွေအများကြီးတိုးလောင်ထားတာကြောင့်ကမ္ဘာလဲပတ်နှုန်းကိုတော့နှီးကွေးစေတယ်လို့သိပ္ပံပညာရှင်တွေကပြောကြပါတယ်။သိပ္ပံပညာရှင်တွေရဲ့အစိုးရဒီဆယ်ဟာကမ္ဘာရဲ့လက်ပတ်မှုကို3.36မီလီစက္ကန့်လောက်နှီးကွေးစေခဲ့ပါတယ်ဒီကဏ္ဍကသတိထားမိလောက်အောင်မကြီးပေမဲ့လူသားတွေရဲ့တိဆောက်တဲ့ပစ္စည်းတွေထဲမှာကမ္ဘာလက်ပတ်နှုန်းကိုထိခိုက်စေတဲ့တစ်ခုတည်းသောအရာဖြစ်ပါတယ်တရုတ်အစိုးရဟာဒီဆယ်တီဆောက်ဖို့စုစုပေါင်းအမေရိကန်ဒေါ်လာ32ဘီလီယံတရုတ်အစိုးရကနေကုန်ခဲ့ရပါတယ်တချို့နိုင်ငံရဲ့စုစုပေါင်း GDP ကဒီဆယ်ရဲ့ကုန်ကျစရိတ်ထက်တောင်နည်းနေပါတယ်ကမ္ဘာအကြီးဆုံးဆယ်ဖြစ်တဲ့အပြင်ကမ္ဘာအကြီးဆုံးလက်စစ်တပ်အင်အားရရှိနေပါတယ်သူ့မှာပါဝါထုတ်လုပ်နိုင်တဲ့တာဘိုင်ဆက်32လုံးတပ်ဆင်ထားပြီးစုစုပေါင်း2500မီဂါဝတ်လက်စစ်ဓာတ်အားကိုထုတ်လုပ်ပေးနိုင်ပါတယ်ဒီစွမ်းအင်ကတရုတ်နိုင်ငံမှာရှိတဲ့လူတန်း60လောက်ရဲ့လက်စစ်လိုအပ်ချက်ကို200%နှုန်းဖြည့်ဆည်းပေးနိုင်ပါတယ်ဒီဆယ်တီဆောက်ဖို့အတွက်တရုတ်အစိုးရကဝေဖန်မှုများစွာကိုလည်းရင်ဆိုင်ခဲ့ရပါတယ်။ဘာလို့လဲဆိုတော့ဆယ်ဆောက်လိုက်တဲ့အခါမြစ်ကမ်းဘေးမှာနေထိုင်တဲ့လူ10သိန်းကျော်အိမ်တွေပယ်ရှားပေးခဲ့ရလို့ပါပဲ။ယနေ့မှလည်းမြို့ငယ်လေးတွေမြို့ပေါင်း100ကျော်လောက်ဆယ်အရေအောက်မှာရှိနေပါသေးတယ်။ဆယ်မဆောက်ခင်တုန်းကမြစ်ရဲ့အကျယ်ဟာမီတာ900လောက်သာရှိခဲ့ပေမဲ့ဆယ်တီဆောက်ပြီးနောက်မီတာ3600အထိကျယ်လာခဲ့ပါတယ်။ဆယ်တီဆောက်ဖို့အတွက်အင်ဂျင်နီယာတွေဟာရန်ကြီးမြစ်ရဲ့တဝက်လောက်ကိုကြောက်တုံးတွေနဲ့ပိတ်ဆို့ပြီးရေမျက်နှာပြင်တက်မြင့်အောင်လုပ်ခဲ့ပါတယ်။ကြံရှိတဲ့တပတ်ကနေမြစ်ရေကိုစီးဆင်းစေပြီးပိတ်ဆို့ထားတဲ့6သွေးတဲ့နေရာမှာဆယ်နေရန်ရဲ့အပိုင်းနှစ်ပိုင်းကိုတိဆောက်ခဲ့ပါတယ်။နောက်ဆုံးအပိုင်းကိုဆောက်လုပ်ဖို့အတွက်ကျန်တဲ့မြစ်ရေလမ်းကြောင်းကိုလည်းပိတ်ဆို့ပြီးရေကိုတိဆောက်ပြီးသားဥမင်လိုင်းကောင်းများကနေဖြတ်တန်းစီးဆင်းစေခဲ့ပါတယ်။၃မြောက်ဆယ်မှာအကျိုးကျေးဇူးတွေများစွာရှိပေမဲ့အန္တရာယ်လည်းရှိနေပါတယ်။ဂျာတိဥတုပြောင်းလဲမှုကြောင့်မိုးရွာသွန်းမှုတွေများလာရင်ဆယ်ရဲ့ရေမျက်နှာပြင်အမြင့်ဆုံးပမာဏက185မီတာဖြစ်ပေမဲ့164မီတာအထိစံချိန်တင်ရေရောက်ရှိခဲ့ပူပါတယ်။ကျွမ်းကျင်သူတွေရဲ့အဆိုအရဆယ်တဲ့ကိုရေဝင်ရောက်နှုန်းကတစ်စက္ကန့်ကိုကူဘာမီတာ9000ဖြစ်ပေမဲ့ရေထုတ်လွှတ်နိုင်တဲ့နှုန်းကတစ်စက္ကန့်ကိုကူဘာမီတာ3800သာရှိပါတယ်။ဒါကြောင့်ဂျာတိဥတုတာယာနေတဲ့အချိန်တွေမှာတော့ဆယ်ရဲ့ရေမျက်နှာပြင်ဟာတဖြည်းဖြည်းမြင့်တက်လာပြီးဆယ်ပျက်စီးနိုင်တဲ့အနေအကိုမြင့်တက်စေပါတယ်။တမိုင်းမှာဆယ်ပေါင်း114ခုပျက်စီးခဲ့ပူပြီးလူသေဆုံးမှုအများဆုံးဖြစ်ခဲ့ပါတယ်။ဒီထဲမှာဆယ်နှစ်ခုပျက်စီးမှုဟာလည်းတရုတ်အီနန်ပြည်နယ်မှာ1985ခုနှစ်ကဖြစ်ခဲ့ပါတယ်။ဒီဆယ်တွေထက်အဆများစွာပိုကြီးတဲ့3မြောက်ဆယ်သာပျက်စီးခဲ့မယ်ဆိုရင်လူသားသမိုင်းမှာအကြီးမားဆုံးရေဘေးဖြစ်လာနိုင်ပါတယ်။